ဘုံမျိုးသစ္စာမှုတို့ပါရှောင်းမှကျဆိုပါတယ်ကျွန်တော်ဒီနေ့ R15 version 3ကို model အမြင့်ကိုမှကျွန်တော်တို့ license တွေပါမှเนาะစီးကျမအစွမ်းညုံမိတ်ဆွေတွေအတွက်ဒီနေ့ကျွန်တော်ရပလက် license အကြီးပါတယ်ဒီကောင်လေးနဲ့စီးနဲ့ဒီနေ့ပြပေးမယ်အသေးစိတ်လေးနည်းငယ်ပြပေးမယ်ဗျာเนาะကျွန်တော်တို့ဒီကောင်လေးကရပလက် license လေးပါတယ် license သက်တမ်းအရှင်းလေးနဲ့ဖြစ်မယ်ဒီကောင်ကတော့ကျွန်တော်တို့ version 3ထဲမှာဆိုနောက်ဆုံးအပြောင်း original PC အကုန်ဆုံးပါတယ်300ကျော်မှရောင်းပေးမယ် license ကတော့82ရပလက် license အကြီးနဲ့ပါကာလာလေးကတော့26လေးပါအပုံစိတ်နာစာစီလုံးလွတ်တယ် original PC အကုန်ဆုံးပါတယ်ရှင်းနောက် order နဲ့ဖြစ်မယ်လုံးဝဒီကောင်လေးကတော့ weight ပြပါတယ်ဗျာเนาะ model 2020 12လပါဒီကောင်လေးကတော့ဒါကျွန်တော်တို့2019 5လထွက်ပါတယ်အပြာမဲလေးပါဗျာเนาะ original PC အကုန်ဆုံးပါတယ်ရှင်းနောက်တာရအသစ်နဲ့ဖြစ်မယ် chain sprocket အသစ်နဲ့ဖြစ်မယ် license ကတော့ဒီကောင်84ရပလက် license အကြီးနဲ့ပါเนาะလုံးဝပင်ရှက်ပါတယ်ဗျာဒီကောင်လေးဆိုတော့ကျွန်တော်390ပေါ်မှာရောင်းပေးမယ်ညီကိုလေးအနေနဲ့ဒီကောင်လေးနဲ့စီးကိုချိုင်းနေတဲ့လို့အားပေးနေတယ်ဆိုရင်ကျွန်တော်ဆိုင်လေးစာလေးကဘကိုးလက်တရုံရှိဟန်တော်နဲ့လည်းထဲမှာရှိပါတယ်ဖုန်းနံပါတ်တွေကတော့39988683တဲ့3998961614 39986636464646ချိုင်းနေတဲ့ရက်ပိုင်းမှာဖုန်းနံပါတ်ကနေပြီးတော့အသေးသေးကိုဗီဒီယိုကြည့်ရှုပြီးတော့ဝယ်အားပေးလို့ရပါတယ်ဗျာ